သူကတရေဖြစ်နေပြီဒါပေမဲ့ကျွန်တော်ကြောက်တာတရေမဟုတ်ဘူးသူသိပြီးတဲ့နောက်ကျိန်စာကြောင့်သိတယ်ဆိုတဲ့စကားတစ်ခွန်းကအသက်ရှင်နေတဲ့လူတစ်ယောက်ရဲ့နာမည်ဂုဏ်သိက္ခာကိုဘလို့ဖျက်ဆီးနိုင်ခဲ့သလဲဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးမှာတော့တရေတွေပါတယ်အထက်လမ်းကိုင်းတွေပါတယ်အောက်လမ်းကိုင်းတွေပါတယ်ဒါပေမဲ့တကယ်အန္တရာယ်အရှိဆုံးကလူတွေရဲ့မှားယွင်းယုံကြည်တဲ့အယူဆအမှားတွေပါပဲဒီနေ့ဇာတ်လမ်းလေးကတော့တရေဖြစ်သွားတဲ့အထက်လမ်းဆရာဆိုတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ရက်ကွက်ထဲမှာအထက်လမ်းကိုင်းဝင်ဆရာတယောက်ရှိတယ်ဘေးတင်လဲဟောတယ်ဆေးလဲကုတယ်ပယောဂလည်းကုတယ်အိမ်အောင်ရှိတယ်သားသမီး9ယောက်လည်းရှိတယ်တိတ်အချမ်းသာကြီးမဟုတ်ပေမဲ့ပြပြလေးလေးရှိပါတယ်နှစ်ထပ်ပြင်အောင်အိမ်နဲ့ခြံဝန်းကြကြနေနိုင်တာပေါ့မြေးတွေတိုက်တိုက်ဝန်းဝန်းနဲ့အေးအေးချမ်းချမ်းပါပဲကျွန်တော်နဲ့ကတော့ပုံမှန်ပါပဲတဲ့တယ်လည်းမဟုတ်ဘူးမတဲ့ဘူးလည်းမဟုတ်ဘူးဘာတိဖာတာနေတာပေါ့တရက်တော့လမ်းမှာကျွန်တော်နဲ့တွေ့လို့ကျွန်တော်ကိုခေါ်ပြီးမေးတယ်ဟဲ့အောင်လာအောင်ကွမင်းဆေးပေါက်ထားတယ်ဆိုဟုတ်လားဟုတ်ကဲ့ခင်ဗျဘာဆေးလဲဦးလဲဆရာပဲကိုတိုင်ကြည့်ပေါ့ဗျဟာမင်းလူကွာစားပဲကွထိုးသူပြောလိုက်ပြီးကျွန်တော်ရဲ့ခေါင်းမုံကိုသူ့လက်လေးတင်လိုက်တယ်ပြီးတော့မျက်စိလေးမှိတ်ပြီးအာယုံခံတာပေါ့ကျွန်တော်ကတော့ပြုံပြုံလေးပဲကြည့်နေလိုက်တယ်သူ့ရဲ့နောက်မှာတော့သူ့သမီးအကြီးနှစ်ယောက်ကမတက်ရက်ပြီးကြည့်နေတယ်ခဏနေတော့သူ့ရဲ့လက်ကိုဖယ်လိုက်ပြီးဘာမှလည်းမတွေ့ဘူးကျွန်တော်ရည်ကျင်သွားတယ်အားနာလို့မရည်ပြစ်လိုက်ပါဘူးဘာဆေးထိုးထားတာလဲထပ်မေးပြန်ပြီကျွန်တော်ဆေးထိုးထားတာဘသူကများပါဇက်ဆုပ်ပြီးပြောလိုက်ပါလိမ့်ဂုံမတစ်ထောင်မှဦးလေးဟာအောက်လန်းဆေးတွေပဲကွာမကောင်းဘူးကွာငါတို့အထက်လန်းနဲ့စန့်ကျင်ဘက်ပဲဟုတ်ကဲ့မင်းကဘသူထိုးပေးတာလဲကျွန်တော်အဖိုးပါခင်ဗျမင်းအဖိုးကလည်းတောက်ယူပဲကွာဟုတ်ကဲ့အောက်လန်းဆရာလားမသိပါဘူးဟာမသိပဲနဲ့မင်းထိုးရသလားကွာမင်းတောက်ယူပဲဟုတ်ကဲ့ဟဲ့အောင်မင်းဟုတ်ကဲ့နဲ့ငါ့ကိုလိုက်ရွဲ့နေရလားကျွန်တော်ရည်ကျင်သွားမိတယ်အတလွတ်ဗျာသူ့ဘာသူခေါ်မေးပြီးတော့ကျွန်တော်ဘာမှဆက်မပြောတော့ပဲတောကြလေးရှိလို့တွားလိုက်ဦးမယ်ခင်ဗျအေးနေဦးအဲ့ဒါဘာတွေစွမ်းလဲအများကြီးတော့မစွမ်းပါဘူးခုနကဦးလေးအာယုံခံတာမဆမ်းမိဘူးမဟုတ်လားဟဲ့ကောင်မင်းတော်ငါတို့ခိုင်းကိုမစော်ကားနဲ့မသွေးအံပြီးသေးလိမ့်မယ်ကျွန်တော်ပြောတဲ့ထဲမှာဦးလေးတို့ခိုင်းနဲ့ပတ်သက်ပြီးဘာမှမပါပါဘူးဗျဒါနဲ့ဦးလေးလည်းသတိထားအောင်နော်ဘာကွကျွန်တော်ရည်ပြီးထွက်လာလိုက်တယ်သူ့သမီးတွေကရက်ကွက်ထဲမှာလိုက်ပြောတာပေါ့ကျွန်တော်ကသူ့ဖေဆရာကြီးကိုသွေးအံသေလိမ့်မယ်လို့ချိန်ချောက်သွားတယ်တဲ့ချိန်စာတိုက်လိုက်တယ်ဆိုပြီးပတ်ဝန်းကျင်မှာလိုက်ပြီးပြောနေတော့တာပဲဗျာပြီးတော့အောက်လန်းပညာသင်ယူထားတယ်တဲ့ကျွန်တော်ကိုအောက်လန်းဆရာတဲ့ကျွန်တော်အဖိုးစီကနေအောက်လန်းပညာတွေသင်ထားတာဆိုပဲကျွန်တော်အစကတော့ဒဲရှင်းမလို့ပါပဲဗျာနောက်တော့ထားလိုက်ပါသူတို့ပြောလဲဘယ်သူမှယုံကြည်ကြမှာမဟုတ်ဘူးလို့ကျွန်တော်လည်းဒီတိုင်းနေလိုက်တယ်နောက်3-4လလောက်ကြာတော့အဲ့ဒီဆရာကြီးတကယ်ပဲသွေးအံပြီးသေးပါလေရောဗျာသူမသေးခင်သူ့ရဲ့ဆရာကြီးဆိုတာရောက်လာပြီးသူ့ကိုလာကုသေးတယ်မနိုင်ပါဘူးစေယုံကိုပို့လိုက်ရတာပါပဲနောက်ဆုံးတော့စေယုံမှာပဲဆုံးတာပေါ့ဗျာသူ့ဂိုင်းကလူတွေကတော့ကျွန်တော်လာပြီးစိန်ခေါ်ကြတယ်ကျွန်တော်ကတော့ဘာမှမပြောပါဘူးပြုံးလေးပဲနေလိုက်တယ်အမှန်တော့အတန်ကြောက်ဖားသေးတာပါအဲ့ဒီဘိုးတော့စေယုံမှာပဲဆုံးတော့ဆရာဝန်ကြီးရဲ့စစ်ချက်မှာတော့အစာရင်တွေးကြောပေါက်တယ်လို့ရေးထားတာပဲဒါပေမဲ့မရပါဘူးရက်ကွက်ထဲမှာတော့ကျွန်တော်ချိန်စာတိုက်လိုက်လို့သေတယ်ကြီးပဲပြောနေကြတယ်ကျွန်တော်တငယ်ချင်းတွေကျွန်တော်မိတ်ဆွေတွေကတော့မခံနိုင်ဘူးပေါ့ရှင်းမယ်ဖြုတ်မယ်ခုတ်မယ်ထစ်မယ်တွေလောက်ကြပါလေရောကျွန်တော်ကတော့တားထားရတာပေါ့နေပါစေကွာကိုကောင်းရင်ခေါင်းဘဲမှမရွေ့ဘူးအားလုံးစိတ်ဆိုးနေကြတယ်ကျွန်တော်ကတော့သိခံလိုက်ပါတယ်ဒီလောက်တောင်စွန့်နေမှာတော့ကျွန်တော်သာတကယ်စွန့်လို့ရတော့ကွာအဲ့ဒီဘိုးတော်ကြီးစုံပြီးနှစ်ပတ်လောက်နေတော့မှပြဿနာစတာဗျည9နာရီလောက်ကျွန်တော်အိမ်မှာရှိတဲ့အမိုက်လေးတွေကျွန်တော်တော့ပြစ်တယ်အမိုက်ကန်ကသူတို့အိမ်ရှိရဖြက်ပြီးတော့သွားရတာလေဖုံးကြောင်းသားမှာတော့တွန်းရတာဆိုတော့သူတို့အိမ်ရှိရဖြက်ရတာပေါ့ဗျာအဲ့ဒီဘိုးတော်ကသူတို့ခြံရှိကကျိတ်မှန်ရွက်ခြုံပုတ်ကြီးထဲမှာကြောပေးပြီးထိုင်နေတာတွေ့လိုက်ရတယ်ဗျကျွန်တော်လည်းသူ့ကိုတွေ့တော့ပါဇက်ကလှုပ်ခနဲ့ထွက်သွားတယ်ဩမကျွတ်သေးဘူးပဲကျွန်တော်အမိုက်ပြစ်ပြီးပြန်လာတော့သူကခြုံပုတ်ထဲကထွက်လာခဲ့တယ်ဟဲ့အောင်မင်းငါ့ကိုမြင်ရလားခုနကမင်းပြောတဲ့အတန်ငါကြားလိုက်တယ်ဟုတ်တယ်လေမင်းဘာလို့မြင်ရတာလဲငါ့ကို
ဟာကျွန်တော်ဆေးထိုးထားတယ်လေမင်းဆေးရဒီလိုစွမ်းနာလားကွာဟဲ့ငါ့ကိုမြင်ရတယ်ဆိုတော့မင်းငါ့ကိုကူညီပါအောင်ကွာဟာခမရလေရက်လေတော့အမျှမရဘူးလားဗျငါခီးလုံနေလို့ပါကွာမသိလိုက်ဘူးငါအိမ်သားတွေကိုပြောပေးပါလားကွာဘာပြောပေးရမလဲဗျငါမကြွသေးတဲ့အကြောင်းနဲ့ငါအိမ်တိုင်းအလဲမှာရွှေဘရုံမြုပ်ထားတယ်ဆိုတဲ့အကြောင်းအဲ့ဒါကိုဖယ်ပေးဖို့နောက်ပြီးတော့အကျွေးစင်းစာအုပ်တွေစာအုပ်စင်ရဲ့အံဝတ်ထဲမှာရှိတယ်လို့ပြီးတော့ရစရာရှိတာတွေပေးစရာရှိတာတွေလည်းပါတယ်လို့အဲ့ဒါလေးငါ့ကိုပြောပေးစမ်းပါကွာဟုတ်ပြီကျုပ်ကအဲ့ဒါပြောပြီးတော့ကျုပ်ကဘာပြန်ရမှာမလို့လဲဟမ်မင်းကဘာလို့ကျင်သေးလို့လဲဟာနမေဟမ်ခမည်းဆုံးတာကျုပ်ကျိန်စာတိုက်လို့ဆိုပြီးခမည်းသမီးတွေရှောက်ပြောနေလို့ကျုပ်နမေပြက်တယ်ဗျအားကြောင့်ကျုပ်နမေကျုပ်ပြန်လိုချင်တယ်ဩအေးခမည်းမဆုံးခင်ရပါဗျာခမည်းလည်းသိပါတယ်အဲ့ဒီလူကြီးကတုံနီးပါဝေလုံနေတယ်ပြီးတော့အဲ့ဒီကိစ္စရှင်းမပြရင်တော့ကျုပ်လည်းခမည်းကိုမကူညီနိုင်ဘူးနော်အဲ့လိုတော့မလုပ်ပါနဲ့ကွာငါဆုံးတာငါလောဘကြောင့်ပါကွာဘလို့ဒီလိုပါကွာငါအရင်ကအယံဝတာမင်းသိတယ်မဟုတ်လားအင်းလေငါပိန်ကျင်တယ်ကွာလေ့ကျင့်ခန်းလည်းမလုပ်ချင်ဘူးအစီကြဈေးတွေတောက်ပေမဲ့လည်းမပိန်ဘူးကွာတရက်ကပေါ့ကွာလိုင်းပေါ်မှာအစီကြစိမ့်ဒီတစ်မျိုးတင်ထားတာငါတွေ့လိုက်တယ်လက်တွေ့ပြောက်တယ်ဆိုတာပဲတဲ့တံမြာသီးကိုရေစိမ်ပြီးတောက်ရတယ်တဲ့မနေ့တစ်ခွက်ညတစ်ခွက်တောက်ခိုင်းတာပေါ့သူလည်းအကွင်းကွင်းလေးတွေလှီးပြီးတော့တံမြာသီးကိုရေစိမ်ပြီးတောက်တယ်ကွာအင်းလေငါ3လလောက်ဆွဲတောက်လိုက်တာပိန်သွားရောက်လေကွာဒါပေမဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ငါအစာရင်သွေးကြောပေါက်တာပေါ့ကွာစေယုံစေကန်းကိုအချိန်မီသွားမပြပဲစုံပြူစားတဲ့ထင်ပြီးငါကုနေလိုက်တာနောက်ဆုံးသေးတာပါပဲကွာလုပ်ပါကွာငါ့ကိုကူညီပါအောင်ဟာကျွန်တော်နာမည်ပြတ်တဲ့ကိစ္စရောခမရဘယ်လိုလုပ်ပေးမှာလဲငါအိမ်မက်ပေးလိုက်ပါမယ်ကွာဒါဆိုလဲခမရဘာသာခမရလုပ်လေဗျာခမရဘာသာခမရအိမ်မက်ပေးလိုက်ပေါ့ကျုပ်ကိုပြောခိုင်းနေကြတော့မလို့ဘူးမရဘူးကွာအဲ့ဒီအိမ်အောက်မှာမြုပ်ထားတဲ့ရွှေဘရုံကြောင့်အဲ့ဒါဖယ်ပြီးမှငါအိမ်မက်ပေးလို့ရမှာဟာကူညီပါအောင်ကွာအေးမပြောပေးမယ်လေခမရလည်းဂရီတီပါစေနော်အေးပါကျေးဇူးမမေ့ပါဘူးကွာနောက်တနေ့မနေ့သူ့သမီးအလက်မနဲ့တွေ့တော့ကျွန်တော်ပြောပြလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်တွေးပြီးသားပါသူတို့လက်မခံတော့ဘူးဆိုတော့သူတို့လက်မခံတော့ဘူးဆိုတာကျွန်တော်သိတယ်လေထင်ထားတဲ့အတိုင်းပါပဲသူတို့လက်မခံပါဘူးသူတို့ဖေကသူတော်ကောင်းကြီးသိသွားလို့နက်ပြည်ရောက်သွားပြီးဘာညာနဲ့ကျွန်တော်ကိုရံပြန်တွေးလိုက်ကြတာကျွန်တော်လည်းပြန်လာခဲ့လိုက်တာပေါ့ဗျာဒါသူတို့ကိစ္စပဲလေသူတို့ယုံတာမယုံတာသူတို့ကိစ္စပေါ့ပြောစရာရှိအောင်ကျွန်တော်ပြောထားခဲ့လိုက်တာပဲနောက်တစ်ပတ်လောက်နေတော့ကျွန်တော်အမိုက်သွားပြစ်ပြန်ရောသူတို့အိမ်ရှိကကျွန်တော်ဖြတ်သွားတော့မရှိတော့ဘူးဗျအဲ့ဒီကျိမ့်မှန်ချုံကြီးမရှိတော့ဘူးဒီအဖိုးကြီးတော့နေစရာပျောက်ပါရောလားအဖိုးကြီးဝိညာဉ်ကိုလည်းမတွေ့ရတော့ဘူးကဲပြိတ္တကြီးဆိုရင်ရောဘာလုပ်တဲ့နဲ့ထင်လဲကျွန်တော်ကတော့နာမည်ပြက်ပြီလားမပြက်ဘူးလားကိုမသိတော့ပါဘူးဗျာကို့အလုံးနဲ့ကိုမိုးလင်းကနေမိုးချုပ်ထိရှုပ်နေတာပဲရက်ကွက်ထဲကအတင်းပြောတဲ့အကြောင်းတွေလည်းမသိကျင်တော့ပါဘူးဗျာတခါတလေလဲလိုင်းမော်တွေ့တဲ့ကိုတွေးပြောက်တယ်ဆိုတဲ့စေးနီးတွေကအဲ့နဲ့ရှိပါသလားဆိုတာလက်တွေ့သိလိုက်ရတာပေါ့ဗျာမမားတော့ရှေ့နေမသိတော့စေးသမားရဲ့လို့မရှိလေတော့ဘိုးတော်ကြီးလဲဘာကောင်ကြီးပဲဖြစ်ဖြစ်တေရရှာတာပဲဗျာကျွန်တော်တို့လည်းတေရမှာပါပဲတေနီးမှန်ဖို့ပဲလိုတာလေကဲပြိတ္တတို့ရောကောင်းကျိုးဆိုးကျိုးတိတိကျကျလမ်းညွှန်ချက်မပါတဲ့ကိုတွေးပြောက်တယ်ဆိုတဲ့စေးနီးတွေကိုကိုယ်တိုင်လိုက်လုပ်ဖူးကြသလားဘလို့အကျိုးရလက်တွေခံစားရတယ်လဲဆိုတာကိုကွန်မန့်မှာတစ်ချက်လောက်ရေးပေးခဲ့ကြပါအောင်နော်နောက်တစ်ပတ်မှာလည်းဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုဇာတ်လမ်းလေးတွေတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ရွှေအိုအော channel လေးကို like and subscribe လုပ်ပြီးဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဇာတ်လမ်းကိုတင်ဆက်သူကျွန်တော်ကိုအောဖြစ်ပါတယ်ရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ